Christmas day နဲ့နင်းစလေးတွေကြားတဲ့လောကကြီးတစ်သိန်းကောင်းလေးပြောမယ်အဖြစ်ရှိတဲ့သူတွေမြဲသွားမဲ့သူတွေအလုံးတပေါ်လုံးမြောက်ဖို့ရန်အတွက်တော့စံခဲ့တဲ့နင်းစလေးတွေကြားတဲ့ရွှေလုံးမဲ့ရှင်သူငယ်မွေးဖွားခဲ့Christmas Day